စားပဲပေးမယ်ဘိုက်ကွက်မပြဘူးဆိုတဲ့ပညာရှိုးခြင်းတွေပညာထိန်ချန်ခြင်းတွေဆရာစားချန်ခြင်းတွေနေရာတိုင်းလုပ်ငန်းခွင်တိုင်းနေဘက်တိုင်းတွင်အားလုံးသိကြတဲ့အတိုင်းမကြာခဏတွေ့တတ်ကြတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်က Magazi Founder and CEO ကိုစောစောဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မူပတ်ဝန်းကျင်အတိုင်းဝိုင်းမှာအများအားဖြင့်ကျွန်တော်တို့မကြာခဏတွေ့တတ်ကြတယ်ပညာရှိကြတယ်တယောက်နဲ့တယောက်ပဲဖြစ်ဖြစ်ကွန်ပျူတာပဲဖြစ်ဖြစ်ဆရာစားချန်ကြတယ်ဆိုတော့စကားတွေဟင်းစားပဲပေးမယ်ဘိုက်ကွက်မပြဘူးဆိုတော့ရင်ကလေးကရှူလာခဲ့တဲ့စကားလုံးတွေဒါတွေကကျွန်တော်တို့ရဲ့ mindset တွေကျွန်တော်တို့ရဲ့ culture တွေကိုလွမ်းမိုးပြီးကျွန်တော်တို့ကိုပို့ပြီးတော့ human resource ကိုပို့ပြီးတော့လူစွမ်းအားရင်းမြစ်ပို့ပြီးတော့နှိမ်ကျစေတဲ့ mindset တွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီပညာရှိုးခြင်းပညာထိန်ချန်ခြင်းဆိုတာတဲ့ပညာမျှဝေခြင်းကျွန်တော်တို့ဒီ teaching sharing တွေကတည်းရလာတဲ့အကျိုးရလဒ်များစွာရှိပါတယ်။ဒါဒီကျွန်တော်တို့ရဲ့ဘဝကိုလုံးဝတခြားလူတွေနဲ့မတူညီတဲ့တိုးတက်မှုတွေပြိုင်လို့မရတဲ့ပြောင်းလဲမှုတွေအထိအောင်ပြောင်းလဲသွားတဲ့အဓိကလျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။အဲ့ဒီလျှို့ဝှက်ချက်ကိုနောက်ဗီဒီယိုတစ်ခုမှကျွန်တော်အစဆုံးပြောပြသွားမှာဖြစ်ပါတယ်။လူချင်းမင်းအနေနဲ့ရောလူချင်းမင်းရဲ့လုပ်ငန်းဒါမှမဟုတ်လူချင်းမင်းရဲ့ပတ်ဝန်းကျင်မှာပညာရှိုးခြင်းတွေပညာမရှိုးခြင်းတွေအတွက်ကိုဘယ်လိုမျိုးသုံးသပ်ချက်တွေရှိလဲဆိုတာကျွန်တော်ရဲ့ comment အောက်မှာ share ခဲ့ပေးလို့ရရင် share ခဲ့ပေးသေးချင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒါရပျော်ရွှင်သောနေ့လေးဖြစ်ပါစေ